ဒွန်မောင်းလေဆိပ်ကနေပတူနန်းကိုဒါမှမဟုတ်ပတူနန်းကနေဒွန်မောင်းလေဆိပ်ကိုလိုင်းကားနဲ့တွားကျင်တဲ့သူတွေအတွက်စီးရမယ့်လိုင်းကားကတော့ A3 ဆိုတဲ့လိုင်းကားဖြစ်ပါတယ်ဒီ A3 လိုင်းကားရဲ့ခီးစဉ်လမ်းကြောင်းကဒွန်မောင်းလေဆိပ်ကနေစထွက်ပြီးစထွက်တာနဲ့တောက်လျှောက်အမြန်လမ်းပေါ်ကနေမောင်းပါတယ်အမြန်လမ်းပေါ်ကနေဆင်းပြီးတာနဲ့ကားကတူနာဘူမီလေဆိပ်ကိုတွားတဲ့ရထားလိုင်းရဲ့ဘူတာဖြစ်တဲ့ Ratchaprop ဘူတာပတူနန်း area တဲက Indra Square မှတ်တိုင် Central Walk ကုန်း၌အစရှိသဖြင့်ပတူနန်း area တဲကိုဖြတ်ပြီးတော့တွားပါတယ်ပတူနန်းကိုတွားကျင်တဲ့သူတွေကကိုတဲမဲနေရာနဲ့နီးစပ်တဲ့မှတ်တိုင်မှာဆင်းနိုင်ပါတယ်ပြီးတဲ့အခါကားကစီလုံ MRT ဆာလာတန်း BTS တို့နားမှာရပ်ပြီးတော့လိုဘီနီပန်းချံကိုတပတ်ပတ်ပြီးလာယာလန်းအတိုင်းဒွန်မောင်းလေဆိပ်ကိုပြန်သွားပါတယ်ပတူနန်းကနေလေဆိပ်သွားကျင်တဲ့သူတွေကလည်းအပြန်ကားကိုစောင့်စည်းနိုင်ပါတယ်ကားကတော့တယောက်ကိုဘတ်90ကျမှာဖြစ်ပါတယ်ကားကအဲကွန်ကားဖြစ်ပြီးတော့ highway လမ်းပေါ်ကနေအဓိကမောင်းတာမို့မြန်ပါတယ်ကားဆောင်ရတဲ့အချိန်ကတော့တစ်စီးနဲ့တစ်စီးကြားမိနစ်20ကနေနိုင်ဝက်လောက်အထိကြာနိုင်ပါတယ်ကားကမနက်6နာရီခွဲကနေည7နာရီခွဲလောက်အထိပြေးဆွဲပေးပါတယ်ဒွန်မောင်းလေဆိပ်ထဲမှာကားဆောင်စီးနိုင်တဲ့နေရာကတော့ Terminal 1ရဲ့ Gate နံပါတ်6အပြင်ဘက်နားလေးမှာပါကားမှတ်တိုင်နေရာကိုထင်ထင်ရှားရှားပြုလုပ်ပေးထားသလိုလေဆိပ်အဆောက်အဦထဲမှာလည်းဘတ်ကားစီးလို့ရမယ့်နေရာစီတွားဖို့လမ်းညွှန်တွေတေချာလေးလှုပ်ထားပေးတာမို့အခက်အခဲမရှိပဲကားစီးနိုင်မှာပါအခု A3 ကားရဲ့ရင်လန်းကြောင်းကားဘယ်ရောက်နေပြီဆိုတာတွေကို Firebus ဆိုတဲ့ application ကနေတဆင့်လဲဓာတ်ရိုက်ကြည့်နိုင်ပါတယ်ဗျ